ကျွန်တော်မျက်နှာပြပြီးတော့ဘယ် product ကိုမှမကြော်ညာပေးဘူးထပ်ပြီးအများကြီးနာကျင်မှုတွေလုံးဝမရှိတော့ဘူးအများကြီးတော့ကိုယ်လေးစိတ်ချင်တယ်ဒါဆိုအဲ့တော့အဝေးရတဲ့လာအားလုံးလာနေတာလို့ရအရင်ဆုံးပြောချင်တာကတော့ဒီ review လေးကဘာလွှမ်းမိုးမှမပါဘူးကျွန်တော်ကိုယ်တိုင်လုပ်ငန်းရှင်တယောက်ဖြစ်တယ်လုပ်ငန်းရှင်တယောက်ဖြစ်တာနဲ့ဒီကျွန်တော်ပြည်သူများအားလုံးမယုံတတ်ဘူးတခြားလေးလာဆန်းစစ်မှုတွေခုလက်တွေ့မြင်ရမှာဖြစ်ပါတယ်ကိုယ်တိုင်ကုသမှုတွေခံယူပြီးမှစိတ်တိုင်းကြလုံးတဲ့အတွက်ကျွန်တော်ကိုယ်တိုင်ဒီဆရာမတို့ရဲ့အတွက်ကျွန်တော် review လေးလုပ်ပေးလိုက်တာဘယ်လွှမ်းမှုမှမပါဘူးအဲ့တော့ပထမတော့ကျွန်တော်ဒီဇင်ဆိုင်တဲ့ကုသမှုကိုလုပ်ဖို့အတွက်ကျွန်တော်ကတော်တော်ကြီးကိုတစ်နှစ်လောက်ရှိအဲ့ဒီမှာတော်တော်ပတ်ရှာခဲ့ပြီပါပြီတော်တော်များများလဲကျွန်တော်သွားကိုယ်တိုင်ရော online တွေရောတော်တော်စုံစမ်းခဲ့ပြီပါပြီတချို့ဟာတွေဆိုလို့ရှိရင်ပြောရမယ်ဆိုကျွန်တော် site ကိုအတွက်တချို့ပတ်စံတွေတချို့တော့ပေးထားပြီးမှကိုကျွန်တော်ကိုယ်တိုင်ကရက်လိုက်ခဲ့တာရှိတယ်ဒါပေမဲ့အခုတော့ကျွန်တော်ရှာဖွေနေမှာလုံချီရတဲ့နေရာကိုသွားပြီးတော့တွေ့ရတယ်အဲ့ဒါဒေါက်တာပရိုဟဲဆိုတာအဲ့ page ကိုတွေ့လိုက်တယ်အဲ့တွေ့ချင်းလည်းကျွန်တော်မယုံသေးဘူးတခြားလိုက်လေ့လာမှုတွေလုပ်လိုက်တယ်အဲ့မှာယုံကြည်ရတဲ့ပိုင်းကြီးတော့တွေ့တယ်ပေါ့နော်တွေ့ရတဲ့ကောင်ကကျွန်တော်ကိုယ်တိုင်ပဲအဲ့ဒါကျွန်တော်ရန်ကုန်ကနေမော်လမြိုင်ထိလာခဲ့တာအဝေးလာခဲ့တာလာပြီးတော့ဆရာမတို့စီမှာကျွန်တော် service site တဲ့ကုသမှုခံယူလိုက်တယ်ခံတဲ့ခါမှာကျွန်တော်ရောက်တဲ့အထိကျွန်တော်စိတ်ထဲမှာ90ခန့်လုံးမရှိသေးတယ်ယုံကြည်ပြီးတော့လာတယ်ဆိုရင်90ခန့်လုံးမရှိသေးတယ်လုပ်ပြီးတဲ့ခါကျမှကျွန်တော်ကဆရာမတို့ရဲ့ပြီးရဲ့ view site တဲ့ဝယ်ဆောင်မှုတွေပြောရမယ်ဆိုရင်စီနာထားမှုတွေပေါ့လေအဲ့ဒါတွေတွေ့ပြီးတော့ကျွန်တော်ကိုယ်တိုင်လူချင်းချင်းနဲ့ဆရာမတို့အတွက်ကိုတက် review လုပ်ပေးတာဆရာမတို့ဘက်ကတောင်းဆိုလို့မဟုတ်ဘူးကိုယ်တိုင်ဒီကုသမှုတွေမှာတော်လေးကိုစိတ်တိုင်းကြမိတယ်ပေးရတဲ့နှုံထားဝန်ဆောင်မှုအဓိကတော့ care လုပ်တဲ့ဟာတွေတေချာလူဒီဇိုင်းရှင်းပြပေးတဲ့ဟာတွေတော်တော်စိတ်ကြည်နေကြကောင်းတယ်ကျွန်တော်မျက်နှာပြပြီးတော့ဘယ် product ကိုမှမကြော်ညာပေးဘူးကျွန်တော်လုပ်ငန်းရှင်တရားအချို့ product တွေကိုကျွန်တော်နှုတ်တဲ့စာနဲ့ပဲ review လုပ်ပေးဘူးလေ word of mouth နဲ့ပဲပြောပြဘူးလေအခုကကျွန်တော်မျက်နှာယူကျွန်တော်ကပြပြီးတော့ကိုနောက်လူတွေပဲယုံကြည်မှုတွေရစေချင်လို့ယုံကြည်မှုရှိအောင်လို့ကျွန်တော်ကဒီ data pro health ကကျွန်တော်ရဲ့လက်တွေ့ကြုံခဲ့ရတာညှောက်ပေးရပါစတွေ့ခဲ့တဲ့ဟာကအရှိမပြောခဲ့လို့ကျွန်တော်တစ်နှစ်လောက်ကိုဒီ service site ကုသမှုမျိုးစုံကျွန်တော်ရှာပြင်ခဲ့ပြီးသွားပြီအဲ့ဒီမှာကျွန်တော်ယုံကြည်ရတဲ့နေရာတစ်ခုဆရာဝန်တယောက်ရဲ့ review ကနေစတွေ့တာဆရာဝန်တယောက်ရဲ့ review ကနေတွေ့တဲ့အခါမှာအားလုံးနဲ့မှတော့ရအောင်ကျွန်တော်ပြီးတော့วิจัยနေတယ်วิจัยတာวิจัยတွေကိုကျွန်တော် online ကနေအမေးမြန်းလုပ်ကြည့်တယ်စိတ်ချတဲ့အပိုင်းတွေတွေ့ရတယ် okay သွားမယ်ပေါ့ကျွန်တော်ရန်ကုန်ကနေ model မျိုးဆင်းလာတယ်တကယ်လုပ်ပြီးတဲ့ခါကျရင်ပိုထောင်းကျင်းနေသွားတယ်ဒါကတော့ကျွန်တော်စတွေ့တဲ့ဟာနဲ့နော်ကုသတဲ့အပိုင်းလေးပေါ့လေနောက်ကကျွန်တော်ပြောချင်တာလေးရှိသေးတယ်ဗျဆရာစင်မောက်အတွက်ပြောချင်တာလေးကျန်နေမှာဆိုလို့ရွေးချယ်ပြတဲ့ဟာကျွန်တော်ပြပြခဲ့လိုက်တယ်နော် process အစအဆုံးမှာကျွန်တော်အရန်ကြောက်တယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်ထင်ထားတာထပ်ပြီးအများကြီးနာကျင်မှုတွေလုံးဆိုတော့မဟုတ်တော့မရှိဘူးကျွန်တော်အရန်ကြောက်တယ်တို့တော့စိတ်ကြည်လက်ကျွန်တော်တို့ဒီအဲ့ဒီထုံစည်းထိုးတာတို့ဘာလို့မှကျွန်တော်အနေနဲ့တိတ်တောင်အများကြီးမခံစားရဘူးနော်ခဏလေးပဲမိနစ်ပိုင်း10မိနစ်ကျော်လာလေးပဲအဲ့လေးနည်းနည်းစူရပါလိမ့်မယ်ကျွန်တော်အရန်ကြောက်တဲ့လူတော့မှတော်တော်ကြီးကိုတက်နဲ့အစင်ကြီးပြီးသွားတယ်ပေါ့နော်အဲ့ဒါလည်းပြောချင်တယ်ပြီးတော့ကုသမှုမှာစိတ်ကျင်တဲ့လူတွေကျွန်တော်ကိုယ်တိုင်ဒီမှာတောင်းဆိုရဲ review လုပ်ပေးတာကျွန်တော်မျက်နှာထည့်ပြီးတော့ပေါ့နော်နောက်တစ်ခုကclient တယောက်အနေနဲ့ဆိုတာကပြောရမယ်ဆိုလို့ရှိရင်ဒီလိုယုံကြည်စိတ်ချရတဲ့နေရာတို့အထူးသဖြင့်ဒီလိုဘိုင်းတွေမှာယုံကြည်စိတ်ချရတဲ့ဘိုင်းတွေပြီးလို့ရှိရင်ပြန်ရလိုက်တဲ့အရာတွေအားလုံးကကျွန်တော်တို့သုံးလိုက်ရတဲ့အားတွေလာခဲ့ရတဲ့ပြန်မှန်းမှုတွေနဲ့အများကြီးတော့ပိုတဲ့စိတ်ချတဲ့မှုတွေဒါဆို
ကျွန်တော်အဝေးကြီးကနေလာပြီးတော့လာကူတာမှုလုပ်တယ်ထင်တာအသက်ပို့ပြီးတော့အများကြီးသိချင်နေရတယ်ပို့ပြီးတော့အများကြီးသိချင်နေရတယ်ဒါကြောင့်ဘာလွမ်းမုံမှပါတဲ့ဒီ review လေးကိုကျွန်တော်က patient တယောက်ဖြစ်တယ်ကျွန်တော် patient တွေကိုလာပြီးတော့ဒီစပယ် site channel တွေကိုရတော့ဒါလေးကိုတွေ့ပြီးတော့မှဆုံးဖြတ်ချက်တစ်လုံးတည်းချနိုင်အောင်လို့ကျွန်တော်အနေနဲ့ဒီ review လေးပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ